အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့လေဈေးထဲမှာကင်းမုံရွက်လေးတွေရောင်းတာတွေ့တော့မစားရတာကြာလို့ဝယ်လာတာပေါ့နော်ငငယ်ရဆိုရင်လေအိမ်နောက်ဖွေးမှာလေအဲ့လိုဒီတိုင်းပဲခူးပြီးတော့စားခဲ့ရတာပေါ့နော်အခုကတော့ရန်ကုန်မှာဆိုတော့အပင်မရှိတော့ကိုယ့်အကိုဝယ်စားရတာပေါ့နော်တွေ့တုံးလေးတကယ်ခြွေလိုက်တဲ့ခါကျရင်ကင်းမုံရွက်လေးရဲ့ငါးစီးကဒီလောက်လေးပဲကျန်တာပေါ့နော်ကြော်လိုက်ရင်ပိုးတောင်နေအောင်မယ်စက်စုံယူစီလေးတက်ပြီးသွားလို့ရှိရင်ကင်းမုံရွက်လေးထည့်ကြော်လိုက်မယ်ဒီစက်သားမုံလေးနည်းနည်းလေးထည့်ပြီးတော့ကြော်လိုက်မယ်ပေါ့နော်ဘာမှတော့မခက်ပါဘူးရိုးရှင်းရှင်းလေးပဲကြော်ထားတာပေါ့နော်ညီမဒါကိုလေးထမင်းမစားဘဲနဲ့ညစာအနေနဲ့စားမှာဆိုတော့ကြက်ဥလေးတစ်လုံးတော့ထည့်ကြော်လိုက်မယ်နော်ကြက်ဥပြုတ်ကြီးကိုဒီတိုင်းမစားချင်တော့ဒီရွက်ထဲပဲထည့်ကြော်လိုက်တာပေါ့နော်စက်သားမုံလေးနည်းနည်းပဲထည့်ထားတဲ့အတွက်သူ့ရသားလေးကလေသူ့ရွက်ကောက်ချိုးနေတာစိတ်လေးဖြစ်နေတဲ့သဘောပေါ့နော်အရန်စားလို့ကောင်းတယ်ငယ်တော့ဆိုရင်လေနောက်ပြီးမှသွားခူးလိုက်တူစားလိုက်ဟင်းဂျူချက်တောက်လိုက်ကြော်စားလိုက်နေပေါ့နော်အခုကတော့ဝယ်စားနေရပြီပေါ့ရန်ကုန်မှာမရှိတော့ညီမဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးပါနော်